ပါရှင်။ကျွန်မချန်နယ်နောက်ဆုံးရတဲ့နေ့ကိုတင်ဆက်ပေးပါမယ်။ MND ကလာရှိုမြို့ပေါ်ဧရိယာကိုစစ်ကောင်စီတန်တော့ပြန်ပေးရတဲ့အပြည့်ရတိုင်းတရုတ်ကဂျားဝင်သက်သေဖြစ်ပါဝင်ဆောင်ရွက်တရုတ်ဆိုရပြောကိုက MND ကတင်ပိုက်ထားတဲ့လာရှိုမြို့ပေါ်ဧရိယာကိုစစ်ကောင်စီတန်တော့ပြန်ပေးရတဲ့အပြည့်ရတိုင်းတရုတ်ကဂျားဝင်သက်သေဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဂျမနီပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာလာရှိုကိစ္စနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသားရဲ့ပြောရေးဆိုခွင့်ရှိသူကထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံနေဖြင့်လာရှိုမြို့တော်ပြစ်ခတ်ရဲစဲမှုစောင့်ကြည့်အဖွဲ့တစ်ခုကိုဆဲလွတ်လိုက်ပြီးစစ်တပ်နဲ့ MND တို့ကြောင့်ပြစ်ခတ်ရဲစဲထားမှုကိုစောင့်ကြည့်ရန်လာရှိုမြို့ပေါ်ဧရိယာကို MND ကစစ်ကောင်စီတန်တော့ချောမွေစွာလက်ပြရေးအတွက်တပ်သေးခံအဖြစ်စောင့်ကြည့်လျက်ရှိကြောင်းထုတ်ဖော်ပြောဆိုပါတယ်။တရုတ်နိုင်ငံနေဖြင့်မြန်မာနိုင်ငံအချုပ်အခြာအာဏာနဲ့နေမြေတည်တဲ့ခိုင်မြဲကိုအလေးထားလေးစားကြောင်းမြန်မာနိုင်ငံဆိုင်ရာဆက်ဆက်အဖွဲ့အစည်းရဲ့ဆန္ဒနဲ့တောင်းဆိုချက်အရမြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမြန်မာနိုင်ငံမှာမြင့်တင်ဖော်ဆောင်တရုတ်ကတက်ကြစွာဗန်မိုးကူညီလျက်ရှိကြောင်း၎င်းကဆိုပါတယ်။ကိုမင်းငြိမ်းချမ်းတွေ့ဆုံပွဲဆွေးနွေးပွဲမှာမြန်မာနိုင်ငံဆိုရနဲ့ MND ရဲ့သဘောတူညီချက်တွေကိုအကောင့်ထဲပေါ်နိုင်သက်သေဖြစ်စားလျက်ရှိကြောင်းသက်ဆိုင်တဲ့နောက်နှစ်ဖက်ကမြန်မာနိုင်ငံမြောက်ပိုင်းဒေသငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းရမှာတရုတ်နိုင်ငံအပြုသဘောဆောင်တဲ့ကဏ္ဍကိုချီးကျူးကျေးဇူးတင်ကြကြောင်းပြောဆိုပါတယ်။တရုတ်နိုင်ငံနေဖြင့်နောက်တစ်ဆင့်ဖြစ်ကိုမင်းငြိမ်းချမ်းဆွေးနွေးတွေ့ဆုံပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသစစ်ပွဲတွေရပ်တန့်အတွက်ဆွေးနွေးပွဲတွေကိုလှုံ့ဆော်သွားရဖြစ်ကြောင်းတရုတ်မြန်မာနယ်စပ်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းကပြောဆိုပါတယ်။နောက်ဆက်အပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။